အားလုံးမင်္ဂလာပါခင်ဗျအခုပြပြမှာကတော့ကျွန်တော်တို့ရိုးကြီးတမိုးနဲ့အရာတွေကမြေခွက်လေးတစ်ခုပဲဖြစ်ပါတယ်ဗျဒီလမ်းလေးကတော့ရိုးကြီးနဲ့ရိုးလေးကိုဆက်သွယ်ထားတဲ့မိန်းလက်မကြီးဖြစ်ပြီးတော့ဒီအဝင်လမ်းလေးကတော့တော်ဝင်နန်းလိုက်တမိုးနဲ့အရာအဝင်လမ်းလေးပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီလမ်းတစ်ထဲကနေပြီးတော့မြေခွက်လေးရှိတဲ့နေရာကိုရောက်ပြပြပါမယ်ခင်ဗျလမ်းလေးကတော့လမ်းကျဲလမ်းကောင်းလေးကားဝင်လို့ရမယ်ဗျလမ်းထိပ်မှာလည်းရေတန်းဆက်တွေရှိတယ်ကုန်စုံဆိုင်ဈေးဆိုင်တွေကောင်းရှိတယ်ဗျဒီကွက်ကလေးကဆိုရင်ဖြင့်အဆောင်ကောင်းကောင်းဆောက်လို့ရမယ်အကွက်လေးဖြစ်တယ်ဗျဈေးလေးကလည်းချိုးသားတယ်ဒါနဲ့မှဆိုလည်းအဆောင်တွေအိမ်တွေအပြည့်ရှိတဲ့နေရာလေးတစ်ခုဖြစ်တယ်ဗျအဝယ်တော်ဘောစီများအနေနဲ့အဆောင်ကောင်းကောင်းဆောက်ချင်တယ်ဆိုရင်တော့ဒီနေရာလေးကအထူးတင့်တော်မဲ့နေရာလေးတစ်ခုဖြစ်တယ်ဗျဒီနေရာလေးကလည်းမိုးကြွားလို့လမ်းကိုဆက်ခင်ပါဗျကားတစ်စီးကောင်းကောင်းဝင်လို့ရမယ်လမ်းလေးဖြစ်တယ်ဒီကနေပြီးတော့ကျွန်တော်တို့တောက်လျှောက်ဝင်းမြစ်တာကျောင်းလမ်းစံသစ္စာအိမ်ယာကျွန်တော်ရိုးလေးကိုတဲ့ထက်သွားလို့ရတယ်ခင်ဗျဘေးနားမှာဆိုရင်လည်းအဆောင်ကြီးအိမ်တွေအများကြီးရှိတယ်ဗျအခုကျွန်တော်တို့မြေကွက်လေးတရှိတာကိုရောက်ပါပြီဗျမြေကွက်လေးကတော့အခုပြထားတဲ့မြေကွက်လေးဖြစ်တယ်ဗျမျက်နှာကပေ20ရှိပြီးတော့အနောက်ကိုပေ80လောက်တော့ရှိမယ်ဗျမြေကွက်ကလေးကတော့ဒါလေးဖြစ်မယ်လမ်းကလည်းလမ်းကောင်းတယ်လမ်းတာတယ်ဗျဒီခြံလေးရဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့ပိုင်ရှင်တိုက်ရိုက်320ညှိနှိုင်းဈေးနဲ့ရောင်းချပြီးမှာခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်